ကျမရဲ့တနေ့တာခိုင်းကော့နော်ဒါကျမရက်ခမောင်ရေချိုးပေးဖို့တနခါလွေးတယ်ပြီးတော့ရေနွေးတည်ထားပြီးတော့အမအစင်လေးဖြစ်သွားတဲ့ခါကျတော့သူရေချိုးကန်းကိုတွားဖို့ခေါ်တာပေါ့နော်တွားခေါ်တာပေါ့ရေချိုးကန်းကိုခေါ်ဖို့တွားပြီးတွဲကူရပါတယ်ဒါလည်းအခုပုံပုံလေးပြောရင်ရက်ခမနဲ့မှဒီလိုမျိုးတွေကဒါတွေကလှုပ်ပေးဖြစ်တာပေါ့နော်လှုပ်ပေးဘူးတာပေါ့အမေတော့ကတော့တခါမှမလှုပ်ပေးခဲ့ရပါဘူးမလှုပ်ပေးခဲ့ဘူးပါပေါ့နော်စေးရုံတက်တဲ့အချိန်လေးခဏလေးပါသမီးလိမ်မှာတော့မဖြစ်ခဲ့ဘူးပေါ့နော်ပြောမယ်ဆိုလို့ရှင်အဲ့တော့အမေရဲ့ဝတ်တွေပေါ့အခုကအမေကိုမလှုပ်ပေးခဲ့ရတဲ့ဟာတွေကအခုဒါရောက်ခမဆိုလည်းအမေပါပဲပေါ့နော်အခုအမေအစားပေါ့လှုပ်ပေးရအခုသူကရေချိုးခန်းအောင်သွားမယ်တဲ့ရေချိုးဖို့ဆိုပြီးတော့အဲ့နဲ့သူတွဲကူပြီးခေါ်သွားပါနော်ရေချိုးခန်းနဲ့ဥသွားနေရပေါ့အမတော့အိမ်နာရင်တက်မယ်တဲ့အဲ့အမပြောလိုက်တာရေမချိုးခင်အိမ်နာရင်တက်လိုက်အောင်မယ်တဲ့ဆိုပြီးတော့အဲ့ဒါကျမအိမ်နာတက်မယ်ဆိုလည်းတက်ပေါ်ဆိုအိမ်နာတဲ့သူထည့်ခဲ့တော့အမပြီးပြီတဲ့ဆိုအဲ့နဲ့တခါတည်းရေချိုးရင်းနဲ့ပြီးရင်ရေချိုးမှမဟုတ်လို့တခါတည်းအောက်ပိုင်းတန့်ရှင်းရေကိုအိမ်နာထဲမှာပဲလုပ်ပေးမယ်လို့ဆိုပြီးတော့ကိုမကျတော့ရေချိုးခန်းထဲမှာကျတော့နည်းနည်းရေချိုးခန်းနဲ့နည်းကျင်းတော့လောက်ရတာအဆင်မပြေဘူးပေါ့နော်အဲ့ဒါကိုအိမ်နာထဲမှာပဲသူ့တခါတည်းအောက်ပိုင်းကိုပေါ့သူ့ရဲ့အောက်ပိုင်းတန့်ရှင်းရေကိုစက်ပြားလေးနဲ့ပါရင်လည်းအကုန်ရှိတယ်နောက်တော့အကုန်လုံးတေချာဆေးကြောတန့်စင်ပြီးတော့အခုသူ့ရေချိုးဖို့ရေချိုးခန်းနဲ့ခေါ်သွားတာပေါ့ပြီးနားမှာပေးချင်းအိမ်နာခန်းရဲ့ပေးချင်းကရကရေချိုးခန်းပေါ့နော်ရေချိုးခန်းကိုခေါ်သွားပြီးတော့အခုသူ့သွင်းချရေးရေမိုးချိုးကြီးတွေပါတွန်းအောင်ပါစက်ပြားတွေပါနဲ့တိုက်တက်ပြီးတော့ရေချိုးပေးပေါ့နေတဲ့သူကပါသူကပုံမှန်ဆိုနေ့တိုင်း10နာရီခွဲအဲ့လောက်ဆိုလို့ရှိရင်သူရေချိုးပြီးအဲ့မှာမိုးရွာတဲ့နေ့ဆိုတော့မချိုးဘူးပေါ့နော်မိုးမရွာတဲ့နေ့လေးဆိုရင်နေတာတဲ့နေ့လေးဆိုရင်တော့10နာရီခွဲဆိုရင်ရေနွေးနဲ့ချိုးတာပေါ့နော်သူရေစိမ့်ကြတော့သူမချိုးနိုင်အေးတော့လေရေနွေးနဲ့ရေနွေးပြီးအစင်းတင်းဖြစ်ပြီးဆိုတာရေချိုးကန်းတော့သူထိုင်ကုန်တွေပါအစင်းတင်းလောက်လက်ပြီးရေတွေပါဆက်ဟပ်ပြီးဆိုတော့မှအဲ့တော့မှသူအဲ့လိုတွားခေါ်ပြီးတော့ချိုးပေးရပါနော်တေချာအဲ့လိုမျိုးတိုက်ချော့ပြီးစေးကြောပြီးတော့သူချိုးပေးရခြေထောက်တွေပါတိုက်ပေါ့နော်လမ်းတော့မလျှောက်နိုင်ပေမဲ့အပြင်းနေပါသွားတာတော့မဟုတ်ပေမဲ့ခြေထောက်တွေပါလည်းတေချာတိုက်တက်ပြီးတော့ဒါအခုရေချိုးပြီးဆိုတော့ရေလဲလုံကြည့်လဲပြီးတာပေါ့အဲ့လိုပဲသူနဲ့ကိုယ်နဲ့ရေချိုးကန်းနဲ့မှာ2ယောက်တည်းလုံးလဲချလဲလာရပြီးအခုဒါဆိုရင်သူရေချိုးပြီးသွားပြီသူရေချိုးထမိန်လဲပြီးသွားပြီဒါကတနခါလိမ့်ဖို့ဝစားလဲဖို့သူအပြင်ကိုပြန်ခေါ်သွားပေါ့တနခါလည်းအစင်နဲ့တွေးထားတာပေါ့နော်ရေလေးနည်းနည်းလေးခြောက်သွားတော့ကျတော့ရေလေးနည်းနည်းလေးစွတ်ပေးပြီးတော့တနခါကိုရေလေးနည်းနည်းလေးစွတ်ပေးပြီးတော့အဆိုလေးဆိုဝအောင်လည်းပြန်လုပ်ပြီးမှရင်သူ့အမခန္ဓာကိုယ်မှာရေလေးတုတ်တက်ပြီးတော့ပေါ့ပြီးရင်အမသူ့တနခါလိမ့်ပြီးသူကိုယ်တိုင်တော့စနိုးအရင်လိမ့်တယ်စနိုးလိမ့်ပြီးတော့မှကိုကအပေါ်ကနေတနခါလိမ့်ပြီးပေါ့နော်ပြီးရင်လက်တွေပါရဲ့လိမ့်ခန္ဓာကိုယ်တွေပါရဲ့လိမ့်ပေါ့အမလက်မှာသူရားတဲ့နေရာလေးရှိတယ်ကုတ်ထားတာလေးအဲ့ဒါလေးတနခါနဲ့အုံပြီးနည်းနည်းလေး6တောင်ရက်တောင်လေးပါလေးနဲ့တစ်ချက်ပေါ့ဟိုဘက်ဒီဘက်ခတ်ပြီးတော့သူ့အင်ကြီးလဲပြီးအင်ကြီးဝတ်တာအမပြောင်းမြိုင်ဖြစ်သွားလို့ရှိရသေးတယ်နှစ်ယောက်အဲ့နဲ့အခုအင်ကြီးလဲပြီးတော့ထမိန်လဲမယ်ပေါ့နော်အင်ကြီးတွေပါတေချာဝတ်ပေးဒါကကြော်ထားလို့ပေါ့ပုံမှန်ဆိုရင်တော့ရေချိုးရင်အနည်းဆုံးတော်တော်ကြာတယ်ရေတစ်ခါချိုးရင်ကြာအိမ်ချိုးအဲ့လိုမျိုးအခုထမိန်လဲဒါကတော့ဗီဒီယိုဆိုရစ်ထားလို့ပေါ့အရင်အချိန်ကြာမှာခြေထောက်တွေပါတုတ်တက်ပြီးဒါကသူရေချိုးတဲ့ကိစ္စပြီးသွားပြီပေါ့နော်ပြီးသွားရင်သူကရေချိုးပြီးရင်တော့ထမင်းစမှာ17နိုင်လောက်ကြာတယ်ဒါပေမဲ့ကျမကအခုကိုလဲကွာကိုသူ့ရေမိုးချိုးပြီးကိုလည်းရေချိုးပြီးဆိုင်ရောက်သွားပြီဆိုင်ရောက်သွားတော့မပြီးသေးဘူးเนาะကျမအလုပ်ကမလေးဆိုင်မှာလည်းမအားဘူးအဝိလျှော်ရတယ်အဝိလျှော်ဇက်ကဆိုင်မှာပဲထားတာဖြစ်တယ်တော့အိမ်ကအဝိတွေကိုတည်သွားဆိုင်မှာအဝိလျှော်ဇက်နဲ့လျှော်ပြီးအမ6တဲ့ဟာတွေရုပ်အရင်8ရက်ကလျှော်ခဲ့တဲ့ဟာတွေ6တဲ့ဟာတွေရုပ်အမထုတ်ထက်ခောက်ခတ်ပြီးတော့အထုပ်နဲ့ထုတ်ပြီးအိမ်မှာတစ်ခါပြန်ပြီးမိဘူးပြန်တိုက်အဲ့လိုမျိုးတွေနဲ့အဲ့ဒါနဲ့ပဲလုံးလဲချလဲကလိုက်ပြီးတော့ဒါကျမရဲ့တနေ့တာအလုပ်တွေရဲ့ဒါအသေးမွားတစ်ခုပေါ့နော်နောက်ထပ်
လုံနေရတဲ့အလုပ်တွေလည်းရှိတော့ရှိပါတယ်ဒါပေမဲ့အဲ့ဒါတွေကတော့မရိုက်ပြတော့ပါဒါကတော့ပုံမှန်နေ့တိုင်းသွားလာလှုပ်ရှားလုပ်နေရတဲ့အရာတွေပေါ့တိတ်မပင်မန်းရှာပါဘူးကလေးချောင်းပိတ်တဲ့ရက်တွေဆိုတော့ပိုဆိုးတာပေါ့2ယောက်စာကျေးဇူးတင်ပါတယ်